ဒီတပင်နဲ့အောက်ထဲရောက်သွားတယ်ချက်စားကိုတော့မဖြစ်နေလေးတော့ကြာလေးတွေတော့များဟိုဟာထည့်ပြီးဆင်လာတယ်ဗောနော်အဲ့ဒါဆိုတော့